Hello အားလုံးပဲမင်္ဂလာပါအခုကတော့ဖတ်တရားမြို့မှာရှိတယ်မိပြပွဲတော်မှာရှိပါတယ်ကဲအားလုံးပဲအတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အခုကတော့အထဲဝင်ဖို့စီပြီးတော့စောင့်နေပါတယ်အားလုံးပဲအတူလိုက်ကြည့်ဖို့စိတ်ရှည်လက်ရှည်စွာနဲ့စောင့်ကြည့်ပေးဖို့တောင်းဆိုပါတယ်အားလုံးပဲအထက်မှာပါချီလဲဆိုတော့အားလုံးပဲအတူတူလိုက်ကြည့်လိုက်ရကြအောင်ပါရှင်ชีวิตยามค่ำคืนเมื่อดวงจันทร์อันเปล่งประกายเคลื่อนลงมาสัมผัสผืนน้ำมันได้มอบพลังแห่งแสงให้กับ More wonders hidden beneath the embrace of this bay's semicircular arc. That is theခုနတော့မြင်တဲ့အတိုင်းပါပဲသူတို့ငားတဲ့အကြောင်းပြောထားတာဖြစ်ပါတယ်အခုကတော့အပြင်ထွက်ပါမယ်အခုကတော့ရိုက်ဖို့စောင့်နေပါတယ်ဒါပေမဲ့တပ်ပုံမရိုက်ဘဲနဲ့မဆောင်ရှင်လည်းရပါတယ်ဟိုဘက်ကိုတွားကြည့်လို့ရပါတယ်အခုကတော့တပုံရိုက်ပြီးပါပြီအခုဘာတွေထပ်သွားကြည့်မယ်ဆိုတာကိုအားလုံးပဲလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲတူတူလိုက်ကြည့်ကြပါအရန်ကိုလာပါတယ်အရန်ကိုလည်းပြောစရာကောင်းပါတယ်ရှင်